အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ငါးကိုစီလက်ရည်လဲလေးအိမ်မှာချက်ဖြစ်ပါတယ်ဒါကြောင့်မို့ချက်နင်းလေးကိုလာမျှဝေပေးတာပဲဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြပါအောင်ရှင်စီယူတော့အိမ်မှာပူနေတဲ့စီချက်တွေနဲ့ပဲအတုံးပြုတ်လိုက်ပါတယ်ဒီရနဲ့ချက်တွန်နီထောင်းထားတာတွေကိုထည့်လိုက်ပါမယ်ဆန်တွေးရလဲစီချက်တဲ့ကိုအရင်နဲ့ပါပြီးတော့မို့ထပ်မထည့်တော့ပါဘူးခဲညနီစိတ်ခါတာလေးကိုထည့်လိုက်ပါမယ်ခဲညနီကိုတော့အများကြီးမကြိုက်လို့အများကြီးတုံးမထားပါဘူးအနှဲငယ်တာတုံးပြထားပါတယ်ပြီးတော့ငရုတ်ဒီးကြမောက်လေးကိုထည့်လိုက်ပါတယ်ရင်းလေးဆက်ဆက်ထည့်ပြီးတော့ခဲညနီလေးအေးအောင်အရင်ဆုံးချက်လိုက်ပါမယ်ခဲညနီချက်တဲ့ကိုပဲစားဟင်းညမုံချက်သားမုံအနှဲငယ်စီထည့်ပါမယ်နောက်ကိုစားရနှိမုံရစနစ်မုံရနေထားပါတယ်ငါးလေးကိုထည့်ပြီးတော့လုံးမွေလိုက်ပါမယ်ဟုတ်ခုလိုလေးငါးလေးတွေကိုတေချာလေးလုံးပြီးပြီဆိုရင်တော့ရေထည့်ပြီးတော့အဖိုးဥတည်လိုက်ပါမယ်ငါးလေးတွေပုတ်ပွက်ဆူလာပြီဆိုရင်တော့ချက်တုံမြူရဲ့နေရုပ်ဒီထောင်းထားတာလေးကိုထည့်ပါမယ်အဆက်ကြရဲ့နင်းများလေးပို့ထည့်နိုင်ပါတယ်ခုစင်တော့အနက်လေးကလည်းပို့ပြီးတော့မွေးလို့လာပါပြီရေကိုတော့ကိုကြိုက်တဲ့အနေထားလေးမှာချနိုင်ပါတယ်ရေများတာကြိုက်တယ်ဆိုရင်တော့နည်းနည်းလေးခြံပြီးတော့ချပေးပါဒီမှာတော့ရေများတာအရင်မကြိုက်လို့ရေလက်စီတဲ့အနေထားလေးမှာချမှာဖြစ်ပါတယ်ငါးဟင်းလေးရပြီဆိုရင်တော့နည်းနည်းမင်းလေးကိုခတ်လိုက်ပါမယ်မကြိုက်လို့မခန့်လည်းရပါတယ်ဒါဆိုရင်တော့ငါးဟင်းမွေးလို့ရရှိပြီဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးဆုံးဖြတ်ကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်